ကြည့်နေအမကိုလည်းသူကအကဲခတ်အဲ့မှာကြည်ရင်ကြည်နေအမဖေကညီမဖေကိုအမဖေကိုပြီးတော့နှစ်ယောက်စလုံးကိုတယောက်နဲ့တယောက်စိတ်ဝန်းကွဲရမလားဆိုပြီးမှသူတို့ကိုကွန့်မြတ်တယ်အဲ့လိုကွန့်မြတ်လိုက်တော့ကြတော့ညီမကလည်းမခံကျင်စိမ့်နဲ့တတိုင်းကိုအကြီးကြီးလုပ်အမှန်ကတော့ပုံမှန်ကဒီတတိုင်းကဒါညီမအမရဲ့တတိုင်းညီမကသူ့ဖျားနဲ့လိုက်အောင်လို့တတိုင်းကိုအကြီးခတ်တယ်အဲ့မှာရင်သူကဘာလုပ်လဲဆိုတော့ဒီအမရညာနေဖျားဘလောက်ပဲကြီးနေနေဖျားဘလောက်ပဲကြီးနေနေဖျားဟိုငါဖျားရှစ်တတရားနေဖျားကိုမမြင်ရဘူးဆိုပြီးချိန်စာတိုက်တယ်အခုရှစ်တတရားကြည့်မယ်ဆိုဒီဖျားကြီးကိုမြင်ရမမြင်ရဘူးအဲ့လိုမျိုးချိန်စာကိုတိုက်ခဲ့ဒီအတွင်းနဲ့ရောက်မှသိရဒီပန်းအိုးတွေကြားလဲကြည့်လိုက်ဒါကျွန်တော်တို့တီဟိုလက်ရဒီဖျားအခုအမတ်တယ်ထားတဲ့ဖျားပကံလက်ရဒါတီဟိုလက်ရနော်ဒီပန်းအိုးတွေကိုကြည့်မယ်ဆိုရင်အပေါ်ကပန်းအိုးလုံးနဲ့အလယ်ကပန်းအိုးလုံးနဲ့အောက်ကပန်းအိုးလုံးနဲ့တစ်လုံးနဲ့တစ်လုံးမတူကျွန်တော်1985မြင်ကလေးမှာထိသွားတယ်1985မြင်ကလေးမှာထိသွားတော့ပြန်ပြင်မယ်ဆိုလို့ရှိရင်ပြင်လို့မရတော့ပြင်လို့မရဘူးဆိုတော့ဘာကြောင့်ပြင်လို့မရတာဆိုကျွန်တော် UNESCO ဝင်လိုက်တာကမ္ဘာဒီမှာ UNESCO ဝင်တော့ပြင်လို့မရတော့ မရတော့ဟုတ်ကဲ့အဲကြောင့်လို့ဝန်ကွန်းပေးလိုက်တော့ကြတော့ UNESCO ဝင်လိုက်တော့ကြတော့ဖျားကြီးကိုဘယ်ဖျားမှအပြင်ကိုမပေးတော့နရပတိစီလူကသူသားတော့နရပတိစီသူကကျွန်တော်တို့အလောင်းစီသူလောက်စီလူမင်းဟုတ်တယ်ကောင်းတဲ့ဖို့တာကောင်းတဲ့ဖို့တာနရသူကကောင်းတဲ့ဖိတတာဘလူးကဆင်းသက်တာနော်ဒီတဲရည်အမြန်ကြီးဒီတဲရမှာအဲ့ဒါနရသူနရပတိစီသူမဲတဲတာဂရောဘလင်ဂရောဘလင်တပ်ပင်ယူဟိုဂရောဘလင်ဟိုဘက်ကရွှေကူကြီးရပါပြီရွှေကူရတယ်နရပတိဟုတ်တယ်သူဟိုဖေးအတွက်ဆိုရတဲတာနရသူကကြတော့ဖေးနဲ့အကူတက်ပြီးတော့ကထီးနှံကိုလုခဲ့တာ